အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့မျှဝေပေးမှာတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ AI နေပေါ့နော် AI နေရာဆိုလို့ရှိရင်ကျွန်တော်တို့တခြင်းတွေကိုပို့ပြီးတော့ကောင်းမွန်တဲ့တခြင်းတွေကိုဖန်တီးလာနိုင်ပြီဖြစ်ပါတယ်အရင်တော့ဆိုကျွန်တော်တို့ AI တခြင်းတွေဖန်တီးမယ်ဆိုလို့ရှိရင်စက်ရုပ်အတန်တွေပါနေပေါ့နော် robot အတန်တွေအခုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာအတန်စင်ဆိုလို့ရှိရင်လည်းမြန်မာတကယ်လူဆိုထားတဲ့အတန်ကြီးပါရအောင်ကျွန်တော်ဆိုနိုင်နေပြီဖြစ်ပါတယ်အခုကျွန်တော်တို့အသစ်ထွက်ရှိထားတဲ့ကျွန်တော်တို့ဒီ Gemini မှာပေါ့နော် Gemini မှာ Lyris 3.0ပေါ့နော်အဲ့မှာကျွန်တော် Gemini မှာအသုံးပြုလို့ရနေပါပြီအဲ့မှာအသုံးပြုလို့ရတဲ့နည်းလမ်းတွေကိုပေါ့နော်ကျွန်တော်ဘယ်လိုအနေထားတွေဘယ်လိုပုံစံတွေနဲ့အသုံးပြုလို့ရတယ်ဆိုတာကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က Gemini နဲ့ကိုကျွန်တော်တို့ဝင်လိုက်မယ်အဲ့မှာကျွန်တော်တို့ create music ပေါ့နော်ဒီမှာ create music ရှိရနော် create music အဲ့မှာကျွန်တော်တို့အပေါ်မှာသူ့ရဲ့တန်စင်မျိုးစားရယ်နော်တခြင်းမျိုးစားရယ်အများကြီးပါပါတယ်90 red တို့နော် latin pop တို့မျိုးပါပါတယ်ဒီမှာတန်စင်တွေမျိုးပါပါတယ်နော်အဲ့မှာတခုပြောပြချင်တာကကျွန်တော်တို့ဒီ prompt structure ပေါ့နော်ဒီ Gemini မှာဒီတိုင်းရိုးရိုးသားကျွန်တော်တခြင်းတစ်ပုတ်ရေးပေးပါဆိုပြီးတော့အပေါ်ရန်ထုတ်ခိုင်းလိုက်လို့ရှိရင်လည်းရပါတယ်ဒါပေမဲ့ကျွန်တော်တို့ကတည်ချာလေးကောင်းမွန်လေးတခြင်းတစ်ပုတ်ကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ prompt လေးကျွန်တော် prompt structure ပေါ့နော်သူ့ရဲ့ structure လေးကိုကျွန်တော်ပြောပြပေးပါမယ်အဲ့မှာဒီမှာဒီကျွန်တော်တို့ prompt structure မှာဆိုလို့ရှိရင်တော့အချက်5ချက်ရှိတယ်ဗျပထမတစ်ချက်ဆိုလို့ရှိရင်တော့ music AI prompt เนาะဒီ music AI prompt မှာတို့တခြင်းမျိုးစားပေါ့နော်ကိုရေးချင်တဲ့ဘာတခြင်းမျိုးစားလဲပေါ့လား raw လား hip hop လားပေါ့နော်အဲ့ဒါလေးကျွန်တော်ထည့်ပေးရမယ်ပြီးတော့စိတ်ခံစားချက်ပေါ့ပျော်ရွှင်နေတဲ့ပုံစံလားဝမ်းနည်းနေတဲ့ပုံစံလား romantic ဆန်လားပေါ့နော်ပြီးတော့လို့ရှိရင်အသုံးပြုလွယ်တူရီယာတွေပေါ့နော်ဂီတာနဲ့ထုတ်ချင်တာလားဒါမှမဟုတ်တရောလေးနဲ့တီးနေတာထုတ်ချင်တာလားမျိုးပေါ့နော်ကိုကြိုက်တဲ့တူရီယာကိုရွေးချယ်ရမယ်ပြီးတော့လို့ရှိရင်တခြင်းရဲ့အမြန်နှုန်းပေါ့နော်ဖြည်းဖြည်းလေးနဲ့ဆိုနေရလားမြန်ဆိုတာလားဒါမှမဟုတ်အလယ်လက်ဆိုနေရလားပေါ့နော်ပြီးတော့လို့ရှိရင်တီဆိုမဲ့သူရဲ့ပေါ့နော်ဥမာအမျိုးသားဆိုမှလားအမျိုးသမီးဆိုမှလားပေါ့နော်အဲ့ဒါလေးကိုရွေးချယ်နိုင်ရင်တော့ပို့ပြီးတော့ကောင်းမွန်တဲ့တခြင်းလေးတစ်ပုဒ်ရရှိလာမှာဖြစ်ပါတယ်အဲ့မှာကျွန်တော်ဒီမှာဥပမာပေါ့နော် example prompt example လေးကျွန်တော်ပေးထားတယ်အဲ့လေးကျွန်တော် copy လေးယူလိုက်မယ်Gemini နဲ့ဝင်မယ်တခြင်းလေးတစ်ပုဒ်ကိုကျွန်တော်ဖန်တီးပေးလိုက်မယ်เนาะခုနကကျွန်တော်ပြတဲ့ prompt structure အတိုင်းပေါ့เนาะအဲ့ဆိုရင်ဒီမှာတခြင်းလေးကြာလာပြီเนาะသူပြောတာတင်တောင်းဆိုထားတဲ့ခေတ်သစ်မြန်မာ post style romantic ဆန်ပြီးစိတ်ခံစားမှုပြည့်ထန်တဲ့တခြင်းလေးကိုဖန်တီးပေးလိုက်ပါတယ်เนาะအခုပဲနားဆင်နိုင်ပါပြီလို့ပြောတာเนาะတခြင်းလေးကြာလာပြီဒီညလေးကောင်းခင်မှာခြေတွေစုံလို့ကိုရင်ထဲမှာတော့မင်းပုံရိပ်တွေအဖြစ်ပြန်လာပါတော့ချစ်ရဲ့မင်းမရှိတဲ့နောက်နေ့ရက်တိုင်းဟာချောက်ကလို့ဒီသချင်းလေးနဲ့အတူမင်းကိုတတိယနေစေမင်းပြန်လာမယ့်နေ့ကိုမျှော်နေမိတဲ့အချစ်ရဲ့အဲ့တော့ကျွန်တော်ကထပ်ပြီးတော့နောက်တစ်နည်းပြောပြပေးမှာပါဒီကောင်ကကျွန်တော် gallery ထဲဝင်မယ်ဝင်ပြီးတော့ကျွန်တော်တို့ကဒီ prompt စာသားနဲ့မဟုတ်ဘူးကျွန်တော်တို့ဓာတ်ပုံနဲ့လည်းကျွန်တော်တို့သခြင်းဖန်တီးခိုင်းလို့ရတာကိုကျွန်တော်ဆက်လုပ်ပြပေးသွားမှာဖြစ်ပါတယ်ဓာတ်ပုံရွေးလိုက်မယ်ပေါ့နော်အဲ့မှာဘာမှထွေဘူးရေးကြမလို့ကျွန်တော်ဓာတ်ပုံလေးတစ်ပုံရေးပြီးတော့ဒီစာသားလေးနဲ့သခြင်းလေးတစ်ပုဒ်ဖန်တီးပေးပါဆိုပြီးတော့ကျွန်တော်ဒီတိုင်းပဲရိုက်ထည့်ပေးလိုက်ပါဖြစ်ပါတယ်ဒီညလေးကောင်းခင်မှာ
မှာကျဲတွေစုံလို့ကိုရင်ထဲမှာတော့မင်းပုံရိပ်တွေအပြေပြန်လာပါတော့အချစ်ရဲ့မင်းမရှိတဲ့နောက်နေ့ရက်တိုင်းဟာချောက်ကလို့ဒီသချင်းလေးနဲ့အတူမင်းကိုတတိယနေစေမင်းပြန်လာမယ့်နေ့ကိုမျှော်နေမိတဲ့အချစ်ရဲ့နောက်တစ်နည်းပေါ့နော်နောက်တစ်နည်းကကျွန်တော်ဓာတ်ပုံproud ရေးရွာပြီးကျွန်တော်ဓာတ်ပုံနဲ့လည်းလုပ်ပြပြီးရွာပြီးပြီးတော့ကျွန်တော်ဒီရှုခင်းလေးပေါ့နော်ရှုခင်းလေးပါကျွန်တော်ပေါင်းထည့်ပေးပါမယ်ပေါင်းထည့်ပြီးတော့တချင်းလေးတစ်ပုဒ်ထပ်ပြီးဖန်တီးခိုင်းပါမယ်ဒီမှာじゃခုနအပေါ်ကပုံနဲ့ဒီအောက်ကရှုခင်းတော့ပေါင်းပြီးတော့ဒီအောင်မြင်မှုတွေအတွက်ပျော်ရွှင်နေပြီဘဝရဲ့အိမ်မက်တွေတကယ်ဖြစ်လာပြီငွေတွေရွှင်ပြီးအောင်ပန်းစင်နိုင်ပြီချစ်ရတဲ့သူနဲ့အတူပျော်ရွှင်စွာနေမည်ဒီထက်မကကြိုးစားပြီးပျော်ရွှင်မှုတွေယူအောင်မြင်ခြင်းရဲ့အရာသာအတူခံစားကြမယ်အိမ်မက်တွေတကယ်ဖြစ်လာပြီနောက်တစ်နည်းကတော့ကျွန်တော်တို့ဗီဒီယိုလေးပေါ့နော်ဗီဒီယိုတော့လုပ်ထားတဲ့ဗီဒီယိုဖိုင်နဲ့ကျွန်တော်တချင်းဖန်တီးခိုင်းလို့လည်းရပါတယ်ဒါဆိုကျွန်တော်လုပ်ထားတဲ့ဗီဒီယိုဖိုင်လေးပေါ့နော်အဲ့ဒါကိုကျွန်တော်ထည့်လိုက်ပြီးတော့တချင်းဖန်တီးပေးပါဆိုပြီးတော့ကျွန်တော်ခိုင်းကြည့်လိုက်ပါမယ်ဒါကကျွန်တော်လုပ်ထားတဲ့ဗီဒီယိုလေးပေါ့ဒီအောင်မြင်မှုတွေအတွက်ပျော်ရွှင်နေပြီဘဝရဲ့အိမ်မက်တွေတကယ်ဖြစ်လာပြီငွေတွေရွှင်ပြီးအောင်ပန်းစင်နိုင်ပြီချစ်ရတဲ့သူနဲ့အတူပျော်ရွှင်စွာနေမည်ဒီထက်မကကြိုးစားပြီးပျော်ရွှင်မှုတွေယူအောင်မြင်ခြင်းရဲ့အရာသာအတူခံစားကြမယ်နောက်တစ်နည်းကကျွန်တော်တို့ဒီ music တွေပေါ့နော် music တွေအပေါ်မှာပြထားတဲ့ music တွေကိုကျွန်တော်ကမကြိုက်ဘူးဒီ music နှစ်ခုကိုပေါင်းမယ်။ K-pop နဲ့ Bollywood music နှစ်ခုကိုပေါင်းပြီးတော့ကျွန်တော်တို့ထုတ်ကြည့်လိုက်မယ်နော်အဲ့မှာတစ်ချက်ကြည့်လိုက်ပါဒါဆို K-pop နဲ့ Bollywood နှစ်ခုကိုပေါင်းပြီးတော့ထုတ်ထားတဲ့သချင်းလေးဖြစ်ပါတယ်Lights on me, shining bright. Jeet dili hai, maine ye fight. Oh, we're living the dream now. Living the dream now. Oh, we're living the dream now. Living the dream now. Yan mai ba no Bollywood Oh, we're living the dream now.ရပါပြီမိတ်ဆွေအနေနဲ့ဒီနီလန်းလေးတွေနဲ့စမ်းပြီးတော့ကိုကြိုက်တဲ့ music လေးတွေဖန်တီးလို့ရပြီဖြစ်ပါတယ်အဲဆိုရင်တော့မိတ်ဆွေတို့အတွက်ဒီ AI သုံးပြီးတော့ဒီသချင်းလေးတွေပေါ့နော်ကိုကြိုက်တဲ့ music မျိုးစားလေးတွေနဲ့ဖန်တီးလို့ရလိမ့်မယ်လို့ဖန်တီးတတ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်မိတ်ဆွေတို့ကြိုးတစုံတရာရှိခဲ့ဆိုလို့ရှိရင် like နဲ့ subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်